多စိတ်နော် Himalayan Zero 多စိတ်ကျွန်တော်ကြိုက်ဆုံးကောင်းတော့မှာပါတယ်ဒါဆိုတိဆိုင်အောင်လာရင်ရဲဒီကောင်းလာကြည့်ကောင်းလာတယ်ပုံစံ6ရှည်တဲ့စိတ်လို့ပြောလို့နေမှာပုံစံတော့လေးမိုက်တယ်အမွေးတွေအမီးတွေအစချင်းကြိုက်လို့ထင်တယ်ခါနေတယ်တော့အထီးကောင်းတယ်မလဲလောက်ပြကိုယ်နေကော်ဖီထုတ်ပြီးကျွေးတာကော်ဖီထုတ်နဲ့ပါတယ်ဘေးတောင်းရှိနောက်မှခိုးရရစားနေစားတော့တော့ကောင်းတယ်ဒီမှာတော့ AC ရောနော်တောင်းဆိုင်တယ်ခွေးတောင်းဆိုင်တော့စားကျွေးလို့ရတယ်မရက်ဟိုမှာဦးရရှိအောင်မလိုက်မှာ